ကဲဒီနေ့တော့ဟင်းတွဲလေးတွေမှာပါတယ်ငပိချက်ကိုဘလို့ချက်မလဲဆိုတာကျမနဲ့တူလိုက်ကြည့်ပေးကြပါဦးကျမချက်တဲ့အတိုင်းလိုက်ပြီးတော့ချက်စားကြည့်ကြပါမကောင်းရင်အိမ်ထိလာပြီးတော့ရော်ပေးပါမယ်နောက်တာပါတကယ်မထင်ပါနဲ့ပထမဆုံးကြက်သွန်အဖြူအနီကိုဆက်ကလေးနဲ့ကြိတ်ထားလိုက်တယ်ပြီးတော့မကြီးသည့်အနှစ်ကိုလည်းစိန်ထားလိုက်တယ်ကြိုးပြီးစိန်ထားလိုက်တာပေါ့နော်အနှစ်ကလေးတွေပို့ပြီးပွာလာအောင်လို့နောက်ပြီးတော့စီတက်ဖို့ရာစီလေးထည့်ပါတယ်စီလေးထည့်ပြီးသွားပြီဆိုလို့ရှိရင်ခုနကကြိတ်ထားတဲ့ကြက်သွန်အဖြူအနီလေးကိုစီတက်လိုက်မယ်ခက်ချက်တဲ့နေရတော့တာမန်တိုင်းမှာပဲမခက်ဘူးပေါ့နော်စားလေးစနွေးလေးတွေချိုးမုံလေးတွေကိုစီတက်နေနေကျမထုံးစံအတိုင်းထည့်လိုက်တယ်ပြီးရင်မြုပ်ပြီးအယောင်လှဖို့အတွက်မြုပ်ပြီးမုံလေးကိုလည်းထည့်လိုက်တယ်နောက်ဆုံးမှာကျမကြိတ်ထားတဲ့ပစွန်ချောင်းမုံလေးတွေကိုထည့်လိုက်ပါတယ်ကျမတော့စီနေနဲ့ချက်တဲ့လူဖြစ်လို့ဒီပစွန်ချောင်းမုံလေးတွေကြက်သွန်လေးတွေတူမသွားအောင်လို့မီးအေးလေးနဲ့စီတက်ခဲလိုက်ပါတယ်အားလုံးလေးလည်းကျွတ်လာပြီဆိုလို့ရှိရင်ငပိလေးကိုနည်းနည်းလေးထည့်လိုက်ပါတယ်ပြီးကိုလည်းသူ့ရဲ့အစိမ်းနှံလေးပြအောင်ဒီကြော်လိုက်တယ်ပြီးလို့ရှိရင်မြုပ်ပြီးအကြမ်းဖက်လေးတွေကိုနည်းနည်းစီထည့်ပြီးတော့စီပူပူမှလှိမ့်ပေးလိုက်ပါတယ်ဒီချိန်နေထိတော့ငပိချက်ချက်တာဘာမှမထူးဆန်းပေမဲ့ဒီဟင်းရဲ့အသက်ကတော့ဒီမှာလာပါပြီမကြီးနှစ်ထဲတာပါမကြီးနှစ်ထဲတာကိုမကြီးနှစ်ရဲ့အပေါ်ရည်ပဲမထည့်ပဲနဲ့သူ့ရဲ့အဖက်တွေပါအားလုံးထည့်လိုက်ရမှာပါဟင်းအရည်လေးတွေပွက်လာပြီဆိုလို့ရှိရင်ငပြာရည်ထည့်ပါမယ်ကျမကငပြာရည်ကိုဒီတစ်စိတ်ကိုသုံးပါတယ်သူကအနံ့အရန်ကြီးမပြင်းဘူးယူရီးယားငပြာရည်လိုပဲသုံးလို့ကောင်းတယ်ကျမသုံးတာကိုပဲပြောပြပေးတာပါကြော်ညာတာမဟုတ်ပါဘူးရှင်နောက်ဆုံးမှာငရုတ်သီးစိမ်းလေးပပညှက်ထားတဲ့ဟာလေးတွေကိုကျွန်မလောင်းထည့်လိုက်ပါတယ်စီလေးနည်းနည်းပြန်လာရင်ရပါပြီနည်းနည်းပင်လေးရှိရင်နည်းနည်းပင်လေးအုပ်လိုက်ရင်ပိုကောင်းပါတယ်ကျွန်မမရှိလို့မအုပ်လိုက်ပါဘူးအဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ် Thanks for watching you